ဘေးကွန်းလေးတစ်ခုလောက်မေးပြစေတင်ပါကိုအကြောက်ဆုံးနေပြီးတော့တင်အဖြစ်ကျင်ဆုံးကပါလေယခုမြင်တွေ့နေရတဲ့အရာတွေဟာထာဝရမဟုတ်ပါဘူးဒါကြောင့်တင်းရဲ့တမလွန်အတွက်စိတ်ချမှုရှိပြီလားကောင်းတာလို့ရင်ကောင်းတဲ့နေရာရောက်မယ်မကောင်းတာလို့ရင်မကောင်းတဲ့နေရာရောက်မယ်ဆိုတဲ့စကားဟာမှန်ပါတယ်ဒါဆိုရင်တင်ကိုယ်တိုင်ကိုကောင်းတာတွေကိုအမြဲလှုပ်ဆောင်နိုင်တော့အပြစ်ကင်းစင်ရဲ့လားတမန်ကျမ်းစာထဲမှာတော့အပြစ်တရားရဲ့အခါကတည်ခြင်းလို့ဖော်ပြထားပါတယ်ဒါကြောင့်လူသားအလုံးဟာအပြစ်ကြောင့်တည်ဆုံးခြင်းတရားနဲ့ရင်ဆိုင်ကြရတာပါဒါပေမဲ့ဒါနှိကုံချုံမဟုတ်သေးပါဘူးဘုရားသခင်ဟာလူသားတွေအတွက်အကြီးအမားဆုံးလက်ဆောင်မှုကိုပေးသနာခဲ့ပါတယ်အဲ့ဒါကတော့ယေရှုခရစ်တော်ပါပဲယေရှုဖျားဟာမိမိကိုယ်ကိုအပြစ်ရှိဘူးလို့ထင်နေတဲ့လူတွေကိုကယ်တင်ဖို့ကြွလာတာမဟုတ်ပါဘူးအပြစ်ရှိလို့ကယ်တင်ခြင်းတရားကိုလိုအပ်နေတဲ့သူတွေကိုကယ်တင်ဖို့ကြွလာခြင်းဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာအပြစ်စီရင်ခြင်းကိုမခံရတော့ဘဲထာဝရအသက်ကိုရရှိမှာဖြစ်တယ်လို့ပြောထားပါတယ်မိတ်ဆွေတင်းရဲ့တမလွန်ဘဝအတွက်စိတ်ချမှုရှိနေပြီလားဒါမှမဟုတ်ဝေခွင့်မရပဲတွေ့ဝေနေတော့မယ်ဒါယေရှုခရစ်တော်ကအခုလိုပြပြတတ်တာမိန့်တော်မူခဲ့ပါတယ်ငါဒီလမ်းခီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏လို့မိန့်တော်မူခဲ့ပါတယ်